ခွဲစိတ်ခန်းထဲမှာအမျိုးသမီးဆရာဝန်တစ်ယောက်ကခွဲစိတ်ကုသမှုလုပ်ဆောင်နေခဲ့ပါတယ်။ဒါပေမဲ့မမျှော်လင့်ပဲခွဲစိတ်စပွဲပေါ်မှာလဲလျောင်းနေတဲ့လူနာကိုတေချာကြည့်လိုက်တဲ့အခါသူမရဲ့လွန်ခဲ့တဲ့6နှစ်ကရီးစားဟောင်းဖြစ်နေမှန်းသိလိုက်ရပါတယ်။ရီးစားဟောင်းရဲ့ခန္ဓာကိုယ်ပေါ်ကပြင်းထန်တဲ့ဒဏ်ရာတွေကိုမြင်လိုက်ရတော့ဆရာဝန်မလေးရဲ့စိတ်ထဲမှာစိုးရိမ်ပူပန်မှုတွေပြည့်နှက်လာခဲ့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲလုပ်ဖို့ကင်ဖက်တစ်ယောက်ကခွဲစိတ်မှုကိုဆက်လုပ်ရမယ်လို့သတိပေးလိုက်ပါတယ်။အဲ့ဒါကြောင့်သူမကစိတ်ကိုထိန်းချုပ်ပြီး professional ဆက်ဆံတဲ့ခွဲစိတ်မှုကိုဆက်လက်လုပ်ဆောင်ခဲ့တယ်။လူနာရဲ့အခြေအနေကအလွန်စိုးရိမ်ရပေမဲ့သူမရဲ့ထူးချွန်တဲ့ကျွမ်းကျင်မှုကြောင့်ခွဲစိတ်မှုကိုအောင်မြင်စွာပြီးဆုံးစေနိုင်ခဲ့ပါတယ်။စိတ်နည်းနည်းတက်တာသွားတဲ့အချိန်မှာတော့လုပ်ဖို့ကင်ဖက်တစ်ယောက်ကသူမရဲ့ရီးစားဟောင်းဟာအခုဆိုရင်မာဖီးယားကိုင်းကောင်းဆောင်တစ်ယောက်ဖြစ်နေပြီလို့ပြောလိုက်ပါတယ်။ခဏအကြာမှာအမျိုးသမီးတစ်ယောက်အလင်းမြန်ရောက်လာပြီးလူနာရဲ့အခြေအနေကိုမေးမြန်းခဲ့တယ်။သူလုံခြုံပြီးအသက်အန္တရာယ်ကင်းကြောင်းသိလိုက်ရတော့စိတ်သက်သာရာရသွားပြီးဆရာဝန်ရဲ့နာမည်ကိုမေးလိုက်ပါတယ်။ဒါပေမဲ့ဆရာဝန်ရဲ့နာမည်ကိုကြားလိုက်ရတဲ့အခါသူမရဲ့မျက်နှာကချက်ချင်းဖြူဖြော့သွားခဲ့တယ်။အကြောင်းကတော့ဒီဆရာဝန်ဟာအဲ့ဒီအမျိုးသားရဲ့အချစ်ဦးဖြစ်နေခဲ့လို့ပါ။ဒီစကားကိုကြားလိုက်ရတဲ့လုပ်ဖို့ကင်ဖက်တွေကလည်းအံ့ဩသွားကြပါတယ်။ဒါပေမဲ့ဆရာဝန်မလေးကအေးဆက်စွာပဲဒါတွေကအတိတ်မှာကြံခဲ့ပါပြီ။အခုကျမတို့ကြားမှာဘာမှမရှိတော့ပါဘူးလို့ပြန်ဖြေလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအမျိုးသမီးကဆက်ပြောလိုက်တဲ့စကားတစ်ခွန်းကဆရာဝန်မလေးကိုလုံးဝတုံ့လှုပ်သွားစေခဲ့တယ်။ရှင်ကသူ့အမုန်းဆုံးမိန်းမပဲ။ရှင်ကိုမေးဖို့အတွက်သူ့အရာအလုံးလုပ်ခဲ့တာလို့ပြောလိုက်ပါတယ်။ဒီစကားကိုကြားလိုက်ရတော့ဆရာဝန်မလေးမယုံနိုင်ဖြစ်သွားတယ်။ဒါကြောင့်ဒီစကားတွေကိုသူ့ရီးစားဟောင်းကိုယ်တိုင်ပြောခဲ့တာလားလို့မေးလိုက်တော့အဲ့ဒီအမျိုးသမီးကချက်ချင်းပဲဟုတ်တယ်လို့ပြန်ဖြေခဲ့ပါတယ်။မကြသေးခင်ကပဲတယောက်ကရှင့်နာမည်ကိုသူ့ရှေ့မှာပြောလိုက်တာနဲ့သူဒေါသထွက်သွားခဲ့တယ်။ရှင်တို့နှစ်ယောက်ကြားမှာဘာတွေဖြစ်ခဲ့လဲတော့မသိဘူး။ဒါပေမဲ့ရှင်ကသူနဲ့မထိုက်တန်ဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒီအမျိုးသမီးကလည်းပျော်ရွှင်စွာပြန်ထွက်သွားပြီးမထွက်ခင်မှာသူတို့မှာကလေး3ယောက်တောင်ရှိနေပြီလို့ပါပြောသွားခဲ့တယ်။နောက်တစ်နေ့မနက်မှာလူနာတွေကိုလှည့်လည်စစ်ဆေးရင်းသူ့အခန်းကိုရောက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူဟာနာကျင်မှုကြောင့်ချွေးတွေနဲ့ဆူဆွဲနေခဲ့တယ်။ဒါကြောင့်ဆရာဝန်မလေးကသူ့ရဲ့ချွေးတွေကိုတုပ်ပေးလိုက်ပါတယ်။ဒါပေမဲ့ရုတ်တရက်ပဲအဲ့ဒီအမျိုးသားကသူမရဲ့လက်ကိုဆုပ်ကင်လိုက်တယ်။ဆရာဝန်မလေးကလန့်သွားပြီးလက်ကိုချက်ချင်းပြန်ရုပ်လိုက်ပေမဲ့အဲ့ဒီအမျိုးသားကသတိမရသေးပါဘူး။ဘာတွေဖြစ်နေမှန်းနားမလည်နိုင်တော့တဲ့ဆရာဝန်မလေးကအဲ့ဒီနေရာကနေထွက်သွားခဲ့ပါတယ်။